လွန်ခဲ့တဲ့တစ်နှစ်ကပေါ့တစ်နှစ်ကသူကစားနေရင်လည်းအဖွားခေါင်းမူးတယ်သူပြောတဲ့ခါကျတော့အញ្ញံကစားတယ်ဆိုပြီးကျမကလည်းဒီတိုင်းထားလိုက်ပေါ့ခဏနေကြတော့အတန်ကြားလို့တော့ကြည့်တဲ့ခါကျတော့ခလေးကမေ့နေပါတယ်ဒီလိုခံစားရတာတွေတွေ့တော့အញ្ញံကိုစိုးရင်သွားတော့ကျမတို့ဘန်ကောက်ကိုလည်းဆက်သွယ်တယ်နောက်ပြီးမလေးရှားပေါ့ကျမသားလေးကနေပြီးတော့အကုန်လုံးဆက်သွယ်တဲ့ခါမှာဒီဆရာတို့နဲ့ဝီကဲတို့နဲ့ဆက်သွယ်မိပြီးတော့အိန္ဒိယမှာခွဲစိတ်ဖို့ဆိုပြီးကျမတို့ပြန်ဖြစ်လာပါတယ်ခွဲစိတ်မှုအတွက်ကိုလည်းကျမတို့4 နာရီလောက်ခွဲလိုက်ရတယ်ခင်ဗျဟုတ်ကဲ့အဲ့ဒီမှာပြန်လာတော့လေကျမတို့ဒီသားလေးအသက်ရှင်ခွင့်ရတဲ့အတွက်ကြောင့်ပေါ့ကျမတို့အရန်ကျေနပ်ပါတယ်ဒီကူတဲနဲ့အဲ့တော့ဘိုးလိုဆေးရုံဒီမှာဆဆအဆင်ပြေပါတယ်ဟုတ်ကဲ့ဒီမင်္ဂလာပါခင်ဗျကျွန်တော်နာမည်ဒေါက်တာရဲထွေးပါခင်ဗျသားလေးရဲ့နာမည်လေးမိတ်ဆက်ပေးပါဦးမင်္ဂလာပါဆရာကျမကတော့သူ့ရဲ့ဖွာတော်ဦးမကျော်ပါသားလေးကတော့အသက်10နှစ်ပါမောင်ဖုံးမင်းခန့်ခေါ်ပူပူပါဟုတ်ကဲ့သားလေးကလေဘလူယောဂဖြစ်လို့အိန္ဒိယမှာတွားရောက်စီကူတာခဲ့တာပါလေခင်ဗျဟုတ်ကဲ့ပါပထမကျမတို့ပေါ့သူရန်ကုန်မှာဖြစ်ချင်းပေါ့အဲ့ဒီလွန်ခဲ့တဲ့တစ်နှစ်ကပေါ့တစ်နှစ်ကသူကစားနေရင်လည်းအဖွားခေါင်းမူးတယ်သူပြောတဲ့ခါကျတော့အញ្ញံကစားတယ်ဆိုပြီးကျမကလည်းဒီတိုင်းထားလိုက်ပေါ့ခဏနေကြတော့အတန်ကြားလို့တော့ကြည့်တဲ့ခါကျတော့ခလေးကမေ့နေပါတယ်မေ့ပြီးလုံးဝသတိမရဘူးခေါ်လို့လည်းမရတော့ဘူးအဲ့ဒါနဲ့အရေးပေါ်ကျမတို့စီကန်းခေါ်ပြေးရတယ်ပေါ့ခေါ်ပြေးပြီးစေးရုံ၄ ခုလောက်ကိုသွားတဲ့ခါကျတော့လုံးဝသတိမရတဲ့ခါကျတော့ပေါ့ဘာဖြစ်မှန်းလဲကိုကမသိဘူးပေါ့မသိတဲ့ခါကျတော့နောက်ဟိုဟာ CT တွေဘာတွေအကုန်လုံးရိုက်တဲ့ခါကျတော့ဒီအုံနောက်သွေးကြောပေါက်ပြီးတော့အထဲမှာသွေးတွေယိုစီးမှုဖြစ်တယ်ဆိုတော့ဖြစ်ပြီးတော့ချက်ချင်းပဲ operation လုပ်ရတယ်ဟောပေါ့ခလေးကတော်တော်လေးကိုဖြစ်ပြီးတော့ဟောပေါ့အောက်ပိုင်းကြီးလုံးဝမထနိုင်တော့ဘူးသေးတယ်လို့ဖြစ်သွားပြီးတဲ့ခါကျတော့ကျမတို့ပြန်လဲတန်ဆွမ်းအောင်လည်းအများကြီးလုပ်လိုက်ရတယ်ပေါ့ကျမတို့နောက်ပြီးတော့ခွဲစိတ်တာလည်းဆရာကြီးတော်တဲ့အတွက်ကြောင့်အသက်ရှင်ခွင့်တော့ရတယ်ဒါပေမဲ့3 လလောက်ပြန်ပြီးတော့ CT ရိုက်တဲ့ခါမှာအုံနောက်အရင်ကပေါက်ချင်းဆိုတော့သွေးတွေဖြစ်နေတဲ့အတွက်ကြောင့်ဆရာကြီးကဒီမှာထပ်ပြီးထုံးနေတဲ့တနေရာလေးကိုမတွေ့လိုက်ဘူးမတွေ့လိုက်တော့ထပ်ပြီး3 လနေတဲ့ခါမှာပြန်တွေ့တဲ့ခါကျတော့ဒါပေါ့နောက်2 လအရေးပေါ်ခွဲစိတ်မှုလုပ်ရတော့မယ်ဆိုတော့ကျမတို့ကဒီလိုခံစားရတာတွေတွေ့တော့အញ្ញံကိုစိုးရင်သွားတော့ကျမတို့ဘန်ကောက်ကိုလည်းဆက်သွယ်တယ်နောက်ပြီးမလေးရှားပေါ့ကျမသားလေးကနေပြီးတော့အကုန်လုံးဆက်သွယ်တဲ့ခါမှာဒီဆရာတို့နဲ့ဝီကဲတို့နဲ့ဆက်သွယ်မိပြီးတော့အိန္ဒိယမှာခွဲစိတ်ဖို့ဆိုပြီးကျမတို့ပြန်ဖြစ်လာပါတယ်ဟုတ်ကဲ့ဒီအနေနဲ့လေဘာကြောင့်ဝီကဲကိုရွေးချယ်ခဲ့တာလဲခင်ဗျဟုတ်ကဲ့ပါကျမတို့ဒီဟာပေါ့ဝီကဲကိုရွေးချယ်တာဆိုတာလေဟိုပါပေါ့ဈေးစကားလေဟိုဘန်ကောက်ထဲတက်တာတယ်နောက်စိတ်ချဟိုဒီအရေးကြီးဆုံးကအုံနောက်ပိုင်းဆိုတော့ကျမတို့ကဒါကိုရှင်းနေအသက်ရှင်ဖို့အတွက်အခွင့်အလမ်းကဒီအိန္ဒိယဆရာဝန်ကြီးကအရန်တော်တယ်လို့ပြောတဲ့အတွက်ကြောင့်ကျမတို့ကစိတ်ချလက်ချမ်းနဲ့ဆက်သွယ်တော့ခါကျမသားရဲ့ဆက်သွယ်နဲ့ဝီကဲနဲ့ဆက်သွယ်ရတယ်ဦးဆိုင်တို့နဲ့ဆက်သွယ်ပြီးတော့ကျမတို့အမှကုဖြစ်တာပါခွဲစိတ်ကူတာမှုအောင်မြင်ပြီးသွားတဲ့နောက်ပေါ့နော်ဘယ်လိုခံစားရလဲဘာတွေပြောင်းလဲသွားလဲပေါ့နော်ဟုတ်ကဲ့သူတို့ဒီကနေပြီးတော့ဆက်သွယ်တဲ့ခါပြီးတော့ကျမတို့ဒီကနေပြီးတော့အကုန်လုံးလုပ်ပေးလိုက်တယ်ပေါ့စစရအဆင်ပြေအောင်လို့တော့အိန္ဒိယကိုရောက်သွားတယ်ကျမတို့နိုဝင်ဘာလဟိုမှာပေါ့14 ရက်နေ့မှာရောက်တယ်15 ရက်နေ့မှာဆေးရုံနေပါပြတယ်ပြပြီးတဲ့ခါကျတော့ဒီပေါင်ကနေပြီးတော့ကြည့်တဲ့ဟာကို2 ကြိမ်ပြုလုပ်တယ်ပြုလုပ်ပြီးတော့ရိုးရိုးဘယ်လိုခွဲစိတ်ရမလဲဆိုတဲ့ဟာကိုကြည့်တဲ့ခါကျ open ခွဲရမှာလားဘယ်လိုလဲဆိုတော့သူတို့တိုင်ပင်တဲ့ခါမှာဒီပေါင်ကနေထည့်ပြီးခွဲတဲ့ဥစ္စာနဲ့ခွဲတဲ့အတွက်ကြောင့်ကျမတို့ဆေးရုံတော့ဟိုပေါ့ခွဲစိတ်ပြီးတော့9 ရက်လောက်တက်ခဲ့ရတယ်တက်ပြီးကျမတို့ဟို ICU ထဲမှာ2 ရက်အပြင်မှာ2 ရက်နဲ့ကျမတို့ပြန်ပြီးတော့ကောင်းပါတယ်။ तू ကစချင်းမှာပဲဟိုပေါ့စားနိုင်နေတောင်းနိုင်နေ तू ဟိုပေါ့ ICU ထဲမှာလည်း तू ကောင်းကောင်းပြန်တတိရတယ်ပေါ့အားလုံးအဆင်ပြေပါတယ်ဟုတ်ကဲ့ဒီနိုင်ငံခြားမှာပေါ့နော်တွားရောက်စီကူတာတဲ့ခီးစဉ်တစ်လျှောက်လုံးပေါ့နော်ဝီခဲရဲ့ဝန်ဆောင်မှုနဲ့ပတ်သက်ပြီးတော့အတိအနေနဲ့ပြောပြပေးပါဦးခင်ဗျတင်ပြေပါတယ်စားရောက်ကလေးကလာကြိုးပေးတယ်အားလုံးကျမတို့ပေါ့နော်အဆဆရဒီလိုသွားရတယ်တော့တခြားတိုင်းတစ်ပါးမှာကျမတို့အတွက်ကဟိုဘာမှသွားဖို့အတွက်ကမျက်နှာတငင်နဲ့ပေါ့နော်သွားရတာဒါပေမဲ့အကုန်လုံးဒီကနေကြိုးပေးတယ်လှုပ်ပေးတယ်ခွဲစိတ်ဖူရောနောက်ပြီးတဲခိုးဖို့ရောပေါ့ကျမတို့နောက်ဆေးရုံတက်တခြားစကပြန်နေပါတွေအားလုံးဒေါက်တာနှင်းသစင်နဲ့ဖွဲ့ပေါ့အဲ့ဒါတွေကလည်းအကုန်လုံးကဂယုစိုက်တယ်ဟောဖြစ်ပါတယ်ခွဲပြီးတော့လဲဆရာကြီးတွေကပေါ့နော်ခွဲစိတ်မှုအတွက်ကိုလည်းကျမတို့4 နာရီလောက်ခွဲလိုက်ရတယ်ခင်ဗျဟုတ်ကဲ့အဲ့ဒီမှာပြန်လာတော့လဲကျမတို့ဒီသားလေးအသက်ရှင်ခွင့်ရတဲ့အတွက်ကြောင့်ပေါ့ကျမတို့အရန်ကျေနပ်ပါတယ်ဒီကူတဲနဲ့အဲ့တော့ဘိုးလိုဆေးရုံဒီမှာဆ
ဆဆအဆင်ပြေပါတယ်ဟုတ်ကဲ့ ဟိုပေါ့နော်အသားလေးလိုပဲပေါ့နော်ခံစားနေရတဲ့လူနာတွေရှိတယ်ပေါ့နော်သူတို့အနေနဲ့လည်းနိုင်ငံခြားသွားရောက်ပြီးစိတ်ကူးသားချင်တယ်ပေါ့နော်ဒီလိုလူနာတွေအတွက် weekend နဲ့ချိတ်ဆက်ပြီးဘယ်လိုဆောင်ရွက်ရမလဲဆိုတာလေးကိုဝေမျှပေးပါအောင်ခင်ဗျ ဟုတ်ကဲ့ပါကျမတို့မှာဒီကနေပြီးတော့သွားတော့ကလေးရပေါ့နော်ဟိုနောက်2လပဲမခွဲစိတ်ရင်အသက်ရှင်ခွင့်အတွက်ကဒီအုံနောက်သေးကြောပေါ့နော်ဖြစ်တဲ့ကိစ္စကြီးကတော်တော်ကြီးဆိုးသွားတဲ့အရေးကြီးဆုံးပိုင်းဖြစ်နေတယ်ပေါ့ကျမတို့သွားလိုက်ရတယ်ကလေးအတွက်ကကျမတို့ပြန်လာရင်ဘယ်လိုအခြေအနေရှိမယ်ဆိုတဲ့ဟာကိုပဲမမျှော်မှန်းနိုင်ဘူးပေါ့နော်ဒီလိုပဲရင်တမမှနဲ့ကျမသွားတော့ဟိုမှာကျတော့ကြိုဆိုပြီးတဲ့ဆဆအဆင်ပြေတယ်ဒီဆေးရုံကြီးကလည်းအကုန်လုံးအဆင်ပြေပါတယ်အားလုံးတော့เนาะဒီလိုမျိုးဖြစ်မိတဲ့ဒီစနစ်နဲ့အတွက်ကိုကျမမြည်လေးပြန်ပြီးအသက်ရှင်ခွင့်ရတဲ့အတွက်ကြောင့်ကျမအားလုံးကျေနပ်ပါတယ်နောက်6လမှကျမတို့ပြန်ပြရပါမယ်ဟုတ်ကဲ့ နောက်ဆုံးအနေနဲ့ပေါ့နော်ဒီအနေနဲ့ weekend နဲ့ပတ်သက်ပြီးတော့ဘယ်လိုစကားလေးများပြောကြားချင်ပါသေးလဲခင်ဗျ ကင်းနဲ့ဆက်သွယ်ဆိုလို့ရှိရင်အသက်ရှင်ခွင့်ရတဲ့အတွက်ကြောင့်ပေါ့เนาะဒါအကောင်းဆုံးစိတ်ချရတယ်ပေါ့ဒီမှာဆိုရင်ဟိုဖြစ်မိတဲ့ခုထုံးတဲ့လောက်ရတဲ့အတွက်ကြောင့်ဒီမှာပေါ့နော်နာရာဒီဘာရာဒီရောစပြီးခွဲလိုက်တဲ့အတွက်ကြောင့်ဒဏ်ရာလည်းမတွေ့ရဘူးပြီးတော့ဒီလိုဖြစ်မိတဲ့ဆိုတော့ပြန်မြင်တဲ့အချိန်မှာလည်းဟိုပါပေါ့ပြန်လဲတန်ဆွမ်းလာတယ်ပေါ့နော်အဲ့လိုအကြာကြီးလည်းမကူရဘဲနဲ့ဒီ4-5ရက်အတွင်းမှာကျမ်းမာနေတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးဒီ weekend နဲ့ဆက်ပြီးတော့အပိုလိုဆေးရုံကြီးမှာဥတကြပါလို့ကျွန်မကြံကြံပေးချင်ပါတယ်အသက်ရှင်ခွင့်ရတဲ့အတွက်ကြောင့်လည်းကျေးဇူးပါတယ်ခွဲစစ်ပြီးတဲ့ဆရာဝန်ကြီးကလည်းအရန်သဘောကောင်းပါတယ်ခုလိုမျိုးလေးအသေးစိတ်လေးဖြေချပေးတာကျေးဇူးတင်ပါတယ်ခင်ဗျ ဟုတ်ကဲ့ကျမတို့ကလည်းကျေးဇူးတင်ပါတယ်ကျမမြည်လေးအသက်ရှင်ခွင့်ရတဲ့အတွက်ကြောင့်ဒီ weekend နဲ့အပိုလိုဆေးရုံကြီးကိုအားလုံးကျေးဇူးတင်ပါတယ်